Hello အားလုံးပဲမင်္ဂလာပါဒီနေ့ထမင်းလာစားပြမှာဖြစ်ပါတယ်ဒီနေ့ပိုင်းနဲ့ဆိုရင်တော့ငပိပြပြကလေးပေါ့နော်ငပိပြပြကလေးဘူဒီပြုတ်တယ်ဘူဒီတတလေးပြုတ်ပြီးတော့စားလို့ရင်အရန်ကောင်းတယ်ကွာရှိုးရညမလားအရန်စားကောင်းပြီးကျုပ်ကြော်နော်ကျုပ်ကြော်ထားပါတယ်နောက်ပြီးတော့လက်ဖက်တုပ်ကဲဒီတော့ငါပြီးစားလာบางคนยืนดูแล้วหัวเราะ ပြီးရတော့တစ်တွဲတာပဲရှယ်ပဲကျုပ်ကြော်ဘူဒီပြုတ်ကဲအားလုံးစားကြပါအောင်ငယ်စိမ်းလေးကိုလှောက်ပြီးတော့ငယ်စိမ်းလေးကိုနည်းနည်းလှောက်ပြီးတော့ထောင်းတာပါမှုလည်းမှုရတာရှိတယ်ငါပြီးတယ်ဒီဘူးစီတလေးရပြုတ်တော့ရမ်းရှုရတောက်ခေါ်ကျွန်တော်ကြိုက်ရဟုတ်ပါ